ဘဝမိသားတဲ့အထက်မှာတင်မပါပါစေနဲ့ဝါဘန်ကအပင်မြင့်လို့ကိုင်းညွန့်ကြသားတတ်တယ်ဒါပေမဲ့အောက်ရှိဘယ်တော့မှမလွတ်ဘူးလူရှိုးကတော့အမြင့်ရောက်လေအောက်ရွှေလက်ပြီးတော့ဘဝမိသားတတ်တယ်အဲ့ဒီလိုအမြင့်ရောက်လို့အောက်ရွှေလက်ပြီးဘဝမိသားတဲ့အထက်မှာတင်လုံးကမပါပါစေနဲ့ကိုယ့်ရဲ့ဘဝတန်ဖိုးရှိအောင်ပြင်းရတဲ့သူကိုစူးစမ်းတဲ့သူကကြိုးသွားနိုင်တယ်ပြင်းရတဲ့သူကိုဝိရိယရှိတဲ့သူကကြိုးသွားနိုင်တယ်ပြင်းရတဲ့သူကိုဇွေးလုံးလားရှိသူကကြိုးသွားနိုင်တယ်ပြင်းရတဲ့သူကိုစီကန်းရှိတဲ့သူကကြိုးသွားနိုင်တယ်သူတစ်ပါးကိုယ့်ထက်ကြိုးသွားမှာကိုကြောက်ရင်အရှင်တိုင်းပြင်းမနေပါနဲ့ယောဂပြင်းရင်စိတ်ရှိတယ်လူပြင်းရင်စိတ်မရှိဘူးဒါကြောင့်ပြင်းရတဲ့စိတ်ကိုအမြဲဆုံးဖျောက်ပြီးကိုယ့်ရဲ့ဘဝတန်ဖိုးရှိအောင်အရွယ်ရှိတော့အရှင်ရတော့အခွင့်အရေးပေးတုံးလေးမှာစူးစမ်းလိုက်စမ်းပါလူတချို့ကရုပ်ကလေးရှိုးတဲ့လောက်စိတ်ထားအမတန်မောက်မှရိုင်းဆိုင်ကြတယ်အဲဒီလိုပဲလူတချို့ကလည်းရုပ်ကလေးဆိုးတဲ့လောက်စိတ်ထားအမတန်မော်မြတ်တင်မွေးကြပြန်တယ်ဒါကြောင့်လူတစ်ယောက်ရှင်းစီတိုင်းကိုသူတို့ရဲ့ရုပ်ရည်ပိုကြည့်ပြီးဘယ်တော့မှမဆုံးဖြတ်လိုက်ပါနဲ့သူတို့ရဲ့နှလုံးသားကိုကြည့်ပြီးတော့မှပဲဆုံးဖြတ်နိုင်ပါစေကိုရှိရတဲ့သူကကိုကိုအလွယ်လိုက်တယ်ကိုကိုအရန်ရှိတတ်တယ်ဘယ်တော့မှစိတ်ညစ်အောင်မလုပ်ဘူးဆိုပြီးအရန်ကြီးဖြူရွှင်မနေလိုက်ပါနဲ့တခါတည်းစိတ်ပြက်အောင်လုပ်သွားတတ်တယ်လို့နာကျင်မှုတွေပါပေးသွားတတ်ပါတယ်ဒါကြောင့်ဘေးရကိုမှပုံသေးတက်ထားလိုက်ပါနဲ့ဘာပေါ်မှာသူတို့နှစ်ဦးပဲရှိတယ်တင့်ကိုဘသူတွေဘယ်လိုပဲမိနေကြပါစေတင့်ကိုအမြဲတမ်းတတိယနေတဲ့သူတွေရှိတယ်တင့်ကိုအမြဲတမ်းမေတ္တာပို့ပေးနေတဲ့သူတွေရှိတယ်တင့်ကိုအမြဲတမ်းတန်ဖိုးထားနေတဲ့သူတွေရှိတယ်အဲ့ဒါကတခြားသူတွေမဟုတ်ပါဘူးတင့်ကိုပခုံးလင်းတဲ့တက်ကနေပြီးတော့ပြုစုစောင့်ရှောက်ခဲ့တဲ့အဖေနဲ့အမေဆိုတာပါပဲတင်းမပါပါစေနဲ့အဖေမေဒီစီကတခြားသားသမီးတွေထက်အမွေပိုရရှင်တာနဲ့အဖေနဲ့အမေကိုစေတနာမေတ္တာမပါပဲလူမြင်ကောင်းအောင်ပြုစုစောင့်ရှောက်ပေးနေတဲ့အထက်တင်လုံးဝမပါပါစေနဲ့စူးစမ်းခြင်းတွေကိုရမတန်လိုက်ပါနဲ့ကြာရှုံးခြင်းတွေကိုရင်ဆိုင်ကြုံတွေ့နေရတာဟာတကယ်ကြာရှုံးခြင်းအစစ်မှန်မဟုတ်သေးပါဘူးစူးစမ်းခြင်းတွေကိုရက်တန်လိုက်တာကမှတကယ်ကြာရှုံးခြင်းအစစ်ဖြစ်ပါတယ်ဒါကြောင့်ကြာရှုံးခြင်းတွေဘယ်လိုပဲကြုံတွေ့ရပါစေစူးစမ်းခြင်းတွေကိုဘယ်တော့မှရမတန်လိုက်ပါနဲ့တခါတလေကြာရင်လေနှလုံးသားနဲ့ခံစားတတ်ဖို့လိုတယ်တချို့အလှတရားတွေကမျက်စိနဲ့ကြည့်နေုံနဲ့အလှတရားတွေကိုမမြင်နိုင်ဘူးနှလုံးသားနဲ့ခံစားကြည့်လိုက်တော့မှပဲအဲ့ဒီလှတရားတွေကပို့ပြီးတော့မှလှပနေတတ်တယ်ဒါကြောင့်မျက်စိနဲ့ကြည့်ရမယ့်အလှတရားတွေဆိုရင်မျက်စိနဲ့ပဲကြည့်ပါနှလုံးသားနဲ့ကြည့်ရမယ့်အလှတရားတွေဆိုရင်တော့နှလုံးသားနဲ့ပဲခံစားကြည့်ပါပြင်ခံစားရမှာကိုကြောက်ရင်ဝကြွေးဆိုတာလေဒီနေ့မဟုတ်ဒီနေ့တော့ပြင်ခံစားရတတ်တယ်နော်အဲ့ဝကြွေးဆိုတာကရှောင်ပြေးလို့လေမလွတ်နိုင်ဘူးငွေပေးပြီးကြေးအေးတဲ့အထင်းမှလည်းမပါဘူးတောင်းမယ်လို့ခွင့်လက်ပေးတဲ့အထင်းမှလည်းမပါဘူးအသက်ကြီးလို့ညှာတာတဲ့အထင်းမှလည်းမပါပြန်ဘူးရာထူးအာဏာရှိလို့မျက်နှာလိုက်တဲ့အထင်းမှလည်းမပါဘူးကိုယ့်ရဲ့လို့ရမှန်သမျှကိုအာဂတိကင်းကင်းနဲ့ထိတ်တန်တဲ့အပြစ်ဒဏ်ရှာမဲ့လိမ့်မယ်ဆိုတော့အယူခံဝန်ဖွင့်လေအခွင့်အရေးကရှိလာတော့မှာမဟုတ်ဘူးဒါကြောင့်ဝကြွေးတွေကိုပြန်ခံစားရမှာကြောက်ရင်သူတစ်ပါးအပေါ်မဟုတ်တာတွေမလုပ်မိအောင်မယုံမှမိအောင်မလိန်ညာမိအောင်မကောက်ချက်မိအောင်နေထိုင်ဖို့လိုအပ်ပါတယ်